အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ hazard tab ကဆောင်ရွက်ဖြစ်ပါတယ်ဒီတိုင်းစာမှာတော့ system.ling ဆိုတာကိုအသုံးပြုပြီးတော့ integer array ထဲမှာရှိနေတဲ့ largest number အကြီးဆုံး number နဲ့ smallest number အငယ်ဆုံး number ကိုကျွန်တော်ရှာမှာဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်ဒီ system.ling ပဲသုံးပြီးတော့ array ထဲမှာရှိနေတဲ့ integer array ထဲမှာရှိနေတဲ့ကိန်းဂဏန်းတွေအကုန်လုံးရမှာ sum ဆိုတဲ့ပေါင်းလက်ကိုကျွန်တော်ရှာမှာဖြစ်ပါတယ်အဲ့တော့ရှာမှာအသုံးပြုပေါ့ largest number နဲ့ smallest number ကိုကျွန်တော်ရှာမယ်ပြီးလို့ရှိရင်အဲ့ဒီ integer array ထဲမှာရှိနေတဲ့ကိန်းဂဏန်းတွေအကုန်လုံးရမှာပေါင်းလက်ကိုကျွန်တော်ရှာမှာဖြစ်ပါတယ်တကယ်လို့ဒီလိုလေးပေါ့နော်လွယ်လေးရဲ့system.ling ကိုသုံးလိုက်မယ်ဆိုလို့ရှိရင်ဒါလေးကကျွန်တော် smallest number largest number ရှာတာရယ်နောက်တစ်ခါကျွန်တော် sum of all number ဆိုတာရှာတာရယ်ကျွန်တော်လွယ်လွယ်ကူနဲ့ပြီးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်စမ်းကြည့်အောင်ပေါ့ဒီဟာလေးကိုအဲ့တော့ကျွန်တော် project သစ်ဆောင်မယ် file ရဲ့ new project ကိုတောက်ပြီးတော့ console application မှာsystem system.ling2 ကျွန်တော် mass min ကျွန်တော် sum ဆိုတဲ့ပေါင်းလက်3ခုကိုကျွန်တော်ရှာမှာဖြစ်ပါတယ်အဲ့တော့နာမည်ကိုကျွန်တော်တင်ပြလိုက်တယ် okay နိုင်တယ်ပြီးရင်ကျွန်တော် program.cs မှာကျွန်တော်စပြီးရေးမယ်ပေါ့နော် program.cs မှာစရေးတယ်ဒီမှာဆိုရင်ကျွန်တော် system.ling ဆိုတာဒီနေရာမှာထည့်ပြီးသားအဲ့တော့ဒီနေရာမှာရေးလိုက်အောင်ပေါ့integer array တခုကိုကျွန်တော်စပြီးတော့စောင့်မယ် integer array က int ကျွန်တော် int nums number ဆိုတဲ့ array တခုကိုကျွန်တော်စောင့်လိုက် number ဆိုတဲ့ array တခုကိုဒီတွန်းခွက်ထဲမှာအဲ့သူ့ရဲ့မှာ number elements တွေကိုထည့်ပြီးတော့စောင့်မှာဖြစ်ပါတယ်အဲ့ number ဆိုတဲ့ဒီ array မှာဘာတွေထည့်မှာလဲဆိုလို့ရှိရင်1ရယ်2ရယ်3ရယ်4ရယ်ကျွန်တော်5ရယ်ကျွန်တော်6ရယ်9ရယ်8ရယ်9ရယ်10ရယ်ဆို9ရယ်ဆိုပြီးတော့ကဏ္ဍ6လုံးကိုဒီထဲမှာထည့်လိုက်ပါတယ်အဲ့ numbers array ထဲမှာ integer ကဏ္ဍ6လုံးရောက်သွားပါတယ်အဲ့ဒီမှာကျွန်တော်1ကနေ9ထိမှာsmallest number ဘာလဲ largest number ဘာလဲဆိုတာကိုရှာမှာဖြစ်ပါတယ်ဒီမှာဆိုမျိုးလုံးနဲ့ကြည့်ရှင်းလေးပဲ smallest number 1 largest number 9ဖြစ်ပါတယ် smallest number 1 largest number 9ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရှာမယ်ပေါ့ဗျာဘယ်လိုရှာမလဲဆိုရင်integer ဆိုတဲ့ဒီ variable တစ်ခုတည်းကိုထည့်လိုက်မယ် smallest smallest number အနည်းဆုံးကဏ္ဍကိုကျွန်တော်အရင်ဆုံးရှာမယ်ဘယ်လိုရှာမလဲဆိုတော့ array ရဲ့မှာနာမည်က numbers dot ကျွန်တော်တို့က minimal ပေါ့number ဆိုတော့ min ဆိုတဲ့ function ကိုခေါ်လိုက်မယ်ဆိုလို့ရှိရင်သူဒီဘာရလဲဆိုရင် smallest number ဆိုရင်ဒီ numbers array ထဲမှာရှိနေတဲ့အငယ်ဆုံးကဏ္ဍရတာမှာဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော် largest number ကိုကျွန်တော်ရှာမယ်အဲ့ဆိုရင်ဒီမှာ integer ကျွန်တော် ls largest number ဆိုတဲ့ဒီ variable ကိုကျွန်တော်ထည့်မယ်number ဆိုတဲ့ array ရဲ့မှာ max ဆိုတဲ့အကြီးဆုံးကဏ္ဍကိုကျွန်တော်ရှာလိုက်တယ်ပေါ့ပြီးရင်ကျွန်တော်ပေါင်းလက်ကိုကျွန်တော်တွက်မယ်အဲ့ဆိုရင်ဘယ်လိုတွက်မလဲ integer ကျွန်တော် sum ဆိုတဲ့ဒီ variable ကိုကျွန်တော်ထည့်လိုက်မယ်sum of number ပေါ့နော် sum of as numbers square number assign ကျွန်တော် as number ဆိုတဲ့ array ထဲမှာရှိနေတဲ့ element တွေအကုန်လုံးပေါင်းမယ် dot ကျွန်တော် sum ပေါ့ဒါဆိုရင် dot sum ဆိုတဲ့ဒီ method ဒီ number ဆိုတဲ့ integer array ထဲမှာရှိနေတဲ့ element တွေအကုန်လုံးပေါင်းပြီးတော့ပေါင်းလက်ကိုဒီသူခေါ်ထားတဲ့ sum of number ဆိုတဲ့ဒီ variable ကို return ပြန်ပေးရဖြစ်ပါတယ်အဲ့တော့ဒီဟာတွေကို print ထုတ်ကြည့်အောင်ပေါ့console.c1sol console. ကျွန်တော် right line နဲ့ကျွန်တော် print ထုတ်လိုက်တယ်ဘာလို့ထုတ်မှာလဲဆိုရင်SMALEST smallest number is ဆိုပြီးတော့ကျွန်တော်ထုတ်တယ် comma ကျွန်တော်ဘာလို့ထုတ်မှာလဲဆိုရင် SMALEST smallest number ဆိုတဲ့အနည်းဆုံးကဏ္ဍကိုထုတ်လိုက်တယ်ပြီးလို့ရှိရင်ကျွန်တော် console.right line နဲ့ပဲအကြီးဆုံးကဏ္ဍကို print ထုတ်ကြည့်မယ် c1sol console. right line နဲ့ print ထုတ်တယ်ကျွန်တော် area gest largest number is ဆိုပြီးတော့ကျွန်တော်ထုတ်လိုက်တယ် area gest largest number ဆိုတဲ့ဒီ variable ကိုထုတ်လိုက်တယ်ပြီးလို့ရှိရင်ကျွန်တော် console. ကျွန်တော် c1sol console.right line နဲ့ပဲကျွန်တော်ထုတ်တယ်ဘာလို့ထုတ်မှာလဲဆိုရင် sum of as number is ဆိုပြီးတော့ထုတ်လိုက်တယ်အဲ့တော့ sum of number ဆိုတဲ့ဒီ variable ထဲမှာရောက်နေတယ်sum of number ဆိုတဲ့ဒီ variable မှာရောက်နေတဲ့ number တွေကုန်နေမှာပေါင်းလို့ထုတ်ပြပေးလိုက်ပါတယ်အဲ့တော့ဒီဟာလေးကိုကျွန်တော် run ကြည့်အောင်ပေါ့ပျောက်သွားတယ်ဆိုတော့ကျွန်တော်ဒီနေရာမှာ white true နဲ့ရက်ပြီးတော့ကျွန်တော်ကြည့်မယ် white true နဲ့ကျွန်တော်ရက်ပြီးတော့ကြည့်လိုက်မယ်အဲ့တော့ဒီဟာလေးကို run ကြည့်မယ် run လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီနေရာမှာ smallest number is ဆိုတာပျောက်နေတယ်ပေါ့ sorry ကျွန်တော်ဒီနေရာမှာ plus နဲ့ကျွန်တော်ဆန်းကြည့်ကျွန်တော်ဒီဟာလေးကိုကျွန်တော်ပြန်ပြီးတော့ပိတ်လိုက်မယ်ဒီဟာလေးကိုကျွန်တော်ပြန်ပိတ်လိုက်မယ်ပြီးရင်ကျွန်တော် string continue လုပ်ပြီးတော့ဆန်းကြည့်အောင် plus နဲ့ကျွန်တော် continue လုပ်ပြီးတော့ဆန်းကြည့်မယ်ဒီမှာကျွန်တော် column မှာနေရာမှာ plus နဲ့ပြီးတော့ဆန်းကြည့်မယ်ဒါဆိုရင်ဒီနေရာမှာထွက်လာတယ်ပေါ့နော်smallest number ကဒီနေရာမှာnumber store min အငယ်ဆုံး number ကဒီ number array ထဲမှာကျွန်တော်1ဆိုတာရှိတယ်တော့ smallest number 1ဆိုပြီးဒီနေရာထွက်လာတယ် largest number အကြီးဆုံးက9တက်ကနေပြီးတော့9ဒီပေါင်းတဲ့အခါမှာပေါင်းလက်ကဘယ်လောက်ရလဲဆိုရင်55ဆိုတာရတာတရားဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီ assistant.ling ကိုအသုံးပြုပြီးတော့ number စီရဲ့မှာ smallest number largest number နဲ့ sum of number ဆိုတဲ့ဒီသင်ခန်းစာလေးကိုနားလည်လို့ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှေ့သင်ခန်းစာမှာဆက်တွေ့ရအောင်နော်